ဓမ္မပရိသတ်အပေါင်းတို့ကိုခရစ်တော်ရဲ့နာမ၌မင်္ဂလာပါလို့ဥစွာနှုတ်ခွန်းဆက်ပါတယ်ကျွန်တော်တို့ဒီနေ့ဆက်လက်ပြီးတော့ရောမဩဝါဒစာဆောင်မှာဖော်ပြပေးထားတဲ့အကြောင်းအရာကိုဆက်၍ဆင်းလင်းဝင်ငှပေးဖို့ဖြစ်ပါတယ်ကျွန်တော်ဒီနေ့ဝင်ငှပေးမဲ့အကြောင်းအရာကတော့အလင်းတရား၌ကျင်လေခြင်းဆိုတဲ့ကောင်းစဉ်လေးနဲ့ရောမအခန်းကြီး73အငယ်7ကနေပြီးတော့14ကြားထဲမှာဖော်ပြပေးထားတဲ့အကြောင်းအရာတွေကိုဝင်ခပေးမှာဖြစ်ပါတယ်ဆိုတော့အရင်ဆုံးဒီရောမကျမ်းကိုမဖတ်ခင်လေးမှာကျွန်တော်ပြောပြချင်တာကတော့ရောမအခန်းကြီး73ကိုလေ့လာကြတဲ့အခါမှာရောမမြို့မှာရှိတဲ့ယုံကြည်သူတို့ကိုဧဝံဂေလိတရား၏တကူတော်ဖြင့်ပြုပြင်ခံရတဲ့ယုံကြည်သူများဖြစ်တယ်ဆိုလို့ရှိရင်တနည်းအားဖြင့်တော့မိမိကိုယ်ကိုစစ်မှန်တဲ့ယုံကြည်သူများဖြစ်တယ်ဆိုလို့ရှိရင်တော့ဘလို့အသက်ရှင်ရမလဲဆိုတော့ကိုတိုက်တွန်းနိုးဆော်ပေးထားတာကျွန်တော်တို့တွေ့ရပါတယ်ဒါကအခန်းကြီးရောမအခန်းကြီး73ခန်းလုံးမှာတွေ့ရတာဖြစ်ပါတယ်ဆိုတော့ပြီးခဲ့တဲ့ဒေသနာနှစ်ခုမှာဝင်ခခဲ့တာကတော့ပထမဒေသနာမှာရောမအခန်းကြီး73တိကနေ9မှာဖော်ပြပေးထားတဲ့ယုံကြည်သူတို့ဟာမင်းအာနာစဲတို့ရဲ့အုပ်စိုးခြင်းကိုလူတိုင်းဝန်ခံရမယ်အကြောင်းဆိုတဲ့အကြောင်းအရာတွေကိုကျွန်တော်တို့ကဝင်ခပေးခဲ့ပြီးဖြစ်တယ်လို့ရောမအခန်းကြီး73အငယ်8ကနေပြီးတော့10မှာလည်းပဲယုံကြည်သူများအချင်းချင်းမှန်တဲ့ချစ်ချင်းမေတ္တာနဲ့ချစ်ကြရမယ်အကြောင်းကိုဝင်ငှပေးထားတာကိုတွေ့ရပါတယ်ဆိုတော့ဒီနေ့မှာကြတော့ရောမအခန်းကြီး73အငယ်7ကနေ14မှာဖော်ပြပေးထားတဲ့အကြောင်းအရာတွေကိုဝင်ငှပေးမှာဖြစ်ပါတယ်ဒီမှာကြတော့ဘယ်လိုဖော်ပြပေးထားသလဲဆိုလို့ရှိရင်ယုံကြည်သူတို့ဟာအလင်းရဲ့သားများဖြစ်တဲ့ကဲ့သို့ပဲအသက်ရှင်ခြင်းရှိရမယ်နော်အလင်းသားများကဲ့သို့အသက်ရှင်ခြင်းရှိရမယ်ဆိုတဲ့အကြောင်းကိုစင်ပေါလုကတိုက်တွန်းနှိုးဆော်ပေးထားတာကိုကျွန်တော်တို့တွေ့ရပါတယ်ဆိုတော့ရောမအခန်းကြီး73တိကနေ9မှာမင်းအာနာစဲတို့ရဲ့အုပ်စိုးခြင်းကိုလူတိုင်းဝန်ခံရမယ်ဆိုတဲ့အကြောင်းနဲ့ရောမ73ကနေ10မှအချင်းချင်းချစ်ချင်းမေတ္တာရှိရမယ်အကြောင်းတို့ကိုဆင်းလင်းဝင်ငှပေးခဲ့ပြီးဖြစ်တဲ့အတိုင်းပဲဒီနေ့မှာကြတော့ခုနပြောခဲ့သလိုပဲရောမအခန်းကြီး73အငယ်7ကနေ14မှာပါဝင်တဲ့အလင်းရဲ့သားများကဲ့သို့မေတုအသက်ရှင်ရမည်အကြောင်းတိုက်တွန်းလို့ဆော်ပေးထားတာကိုဆင်းလင်းစွာဝင်ငှပေးမှာဖြစ်ပါတယ်ဆိုတော့ဥစွာကျွန်တော်တို့ကျမ်းစာကိုဖတ်ကြရအောင်ဒီရောမခန်းကြီး73အငယ်7ကနေပြီးတော့14အထိအရင်ဆုံးဖတ်ပြပါမယ်ထိုမှတပါငါတို့ကိုကယ်တင်သောယေရှုတော်သည်ငါတို့ယုံကြည်သောနေ့ရက်၌ဤဒီထက်ယခုသာ၍ဤသောကြောင့်၎င်းညင်းအချိန်ကုန်လူ၍နေ့အချိန်ရောက်လူသောကြောင့်၎င်းယခုအခါအိပ်ပျော်ရာမှနိုးရသောအချိန်ရောက်ခဲ့ပြီဟုငါတို့သည်သိ၍ကာလအချိန်ကိုထောက်လျက်မှောင်မိုက်၏အကျင့်ကိုပေရှာ၍အလင်းဤလက်နက်စုံကိုဝတ်ဆင်ဆောင်ရွက်ကြကုန်အားပွဲလုခြင်းရေမြုတောက်ကျခြင်းမတရားသောမေထုံမြည်ဝဲခြင်းကိလေသာညှဉ်းညူးခြင်းရန်တွေ့ခြင်းဂုံပြင်ခြင်းအမှုတော်ကိုကျင့်ဆောင်၍နေ့အချိန်၌ကဲ့သို့တင့်တယ်လျှောက်ပတ်စွာကျင့်ဆောင်ပြုမူကြကုန်အားသခင်ယေရှုခရစ်ကိုယူတင်ဝတ်ဆောင်ကြလောကိုယ်ကာယဤတတ်မဲ့ခြင်းအလုံးဟာမကြံစီကြနဲ့ဆိုပြီးတော့ရေးပြထားပါတယ်
ဆိုတော့ဒီကျမ်းပိုက်ကိုဆင်လင်ပေးရမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့လူသားတွေဟာဒီလောကမှာလွတ်လပ်စွာစိတ်ကြိုက်အသက်ရှင်ခွင့်ရှိတယ်အဲ့ဒီလွတ်လပ်ခြင်းဟာမွေရပါအခွင့်အရေးဖြစ်တယ်လို့ဆိုကြပေမဲ့အမှန်တကယ်လက်တွေ့ဘဝမှာတော့ဘယ်သူမှအဲ့ဒါလိုလွတ်လပ်စွာအသက်ရှင်နိုင်ခြင်းမရှိကြပါဘူးဆိုတော့ကိုကျွန်တော်တို့တည်တည်ချာလေ့လာဆန်းစစ်ခြင်းရင်တွေ့ရှိကြမှာဖြစ်ပါတယ်ဆိုတော့ဥပမာသာသမီတို့ဆိုပါစို့သာသမီတို့ဟာသူတို့စိတ်ကြိုက်လွတ်လပ်စွာအသက်ရှင်ခွင့်မရပါဘူးမိဘတို့ရဲ့စကားကိုနားထောင်ရပါတယ်အဲ့ဒါလိုပဲမိဘတို့ဟာလည်းပဲကိုကြိုက်တယ်လို့ထင်တယ်လို့လုပ်လို့မရပါဘူးမိဘဝတ်နဲ့အညီအသက်ရှင်ကြရတာဖြစ်ပါတယ်ဒီလိုပဲကျွန်တော်တို့ဝန်ထမ်းတရက်လုံးကိုလည်းကျွန်တော်တို့ကြည့်မယ်ဆိုလို့ရှိရင်လည်းပဲဝန်ထမ်းဝတ်နဲ့အညီအသက်ရှင်ကြရပါတယ်ဒါကြောင့်လူတို့ဟာတစုံတစ်ခုရဲ့ထိန်းချုပ်မှုအောက်မှာအသီးသီးအသက်ရှင်ကြတယ်ဆိုတော့ကိုကျွန်တော်တို့လက်တွေ့ဘဝတွေမှာတွေ့ရတာဖြစ်ပါတယ်အဲ့ဒါလို့အသက်မရှင်နိုင်သူကိုဘယ်လိုသတ်မှတ်ကြတယ်လဲဆိုလို့ရှိရင်ဖောက်ပြန်သူပြစ်မှတ်ကျူးလွန်သူပုံကံဆန့်ကျင်သူဆိုပြီးတော့မှတ်တတ်ကြပါတယ်အဲ့ဒီလိုပဲလူသားအားလုံးတို့မှာခြုံပြီးတော့ကြီးလိုက်တဲ့အခါမှာအမှောင်၌ကျင်လေသောသူနဲ့အလင်း၌ကျင်လေသောသူဆိုပြီးတော့ဓမ္မကျမ်းစာကအုပ်စုနှစ်စုခွဲပေးထားတာကိုကျွန်တော်တို့တွေ့ရပါတယ်အမှောင်မှာကျင်လေသူတို့ကိုမတရားသောသူဆန့်ကျင်ပုံကံသောသူဆိုပြီးခေါ်ကြပြီးတော့ခါအလင်းတရားထက်မှာကျင်လေတဲ့သူတို့ကိုကြတော့တရားတော်သူဖြောင့်မတ်တော်သူမှန်ကန်တော်သူဆိုပြီးတော့တတ်မှတ်ခေါ်ဆိုကြပါတယ်အဲ့ဒီစူးတောင်းကနေပြီးတော့ခါရောမအခန်းကြီး73အခန်းငယ်7ကနေ14ပါအကြောင်းအရာတို့ကိုလေ့လာတဲ့အခါမှာမှောင်မ၌ကျင်လေတော်သူနဲ့အလင်းတရား၌ကျင်လေတော်သူဆိုပြီးတော့နှမျိုးနှစားရှိတာကိုအဲ့ဒီနှမျိုးနှစားအကြောင်းဖော်ပြပေးထားတာကိုတွေ့ရပါတယ်အဲ့ဒီခါမှာစင်ပေါလုကရောမမြို့မှာရှိတဲ့ယုံကြည်သူတို့ကိုမှောင်မိုက်အကျဉ်းတို့ကိုဖေရှားပြီးတော့အလင်းတရားမှာကျင်လေကြဖို့တိုက်တွန်းနိုးဆော်ပေးနေတာကိုလေကျွန်တော်တို့တွေ့ရပါတယ်ကျွန်တော်တို့ခန်းကြီး73အငယ်7မှာဘယ်လိုရေးထားသလဲဆိုလို့ရှိရင်ငါတို့ကိုကေတင်သောကျေးဇူးတော်သည်ငါတို့ယုံကြည်သောနေ့ရက်၌ဤဒီထက်ယခုသာ၍ဤသောကြောင့်၎င်းဆိုပြီးတော့ဖော်ပြထားပါတယ်ဆိုတော့ဘုရားသခင်ရဲ့ကျေးဇူးတော်ဟာငါတို့ယုံကြည်ဒီနေ့ကနေစားပြီးတော့ခါတိုင်းထက်ပို၍နီးလာတယ်ဆိုတော့ကိုစင်ပေါလုကပြောပြနေပါတယ်တချိန်ကကျွန်တော်တို့တွေဟာကျေးဇူးတော်နဲ့ဝေလံလှပေမဲ့လည်းပဲယုံကြည်တဲ့နေ့ကနေစပြီးတော့ကျေးဇူးတော်ဟာငါတို့နဲ့နှီးပြီးထိုကျေးဇူးတော်ကိုငါတို့မြည်စမ်းခံစားခွင့်ရှိနေကြပြီလို့ပြောပြနေတာဖြစ်ပါတယ်ဒါကြောင့်မိမိတို့ဆေးဆက်အသက်ရှင်တဲ့အခါမှာအဲ့ဒီကျေးဇူးတော်ကိုထောက်ပြီးတော့အသက်ရှင်ကြဖို့ရန်လိုကြောင်းကိုစင်ပေါလုကပြောပြနေတာဖြစ်ပါတယ်အဲ့ဒီကျေးဇူးတော်ကိုမိမိတို့ကြိုးစား၍ရခြင်းမဟုတ်ပဲနဲ့နော်ကျေးဇူးတော်ရရှိတယ်ဆိုတာကျွန်တော်တို့ကြိုးစားအားထုတ်လို့မဟုတ်ပဲနဲ့ဖျားသခင်ကလက်ဆောင်အဖြစ်ပေးတဲ့ယုံကြည်ခြင်းကြောင့်သာရရှိခံစားရခြင်းဖြစ်ပါတယ်ဒါကြောင့်မိမိတို့ကိုအပြစ်တွေကနေလွတ်မြောက်ခြင်းသို့ရောက်စေတဲ့ကျေးဇူးတော်ကိုထောက်ပြီးတော့အသက်ရှင်ဖို့လိုအပ်တယ်ဆိုတော့ကိုစင်ပေါလုကဒီမှာတိုက်တွန်းနိုးဆော်ပေးနေတာဖြစ်ပါတယ်။ဘာကြောင့်အဲ့ဒါလိုအသက်ရှင်ဖို့လိုအပ်တယ်လဲဆိုတာကိုလည်းပဲအငယ်7ထဲမှာဆက်ပြီးတော့ဖော်ပြထားပါတယ်။ဘယ်လိုဖော်ပြလဲဆိုလို့ရှိရင်မြင်းအချိန်ကုန်လူ၍နေအချိန်ရောက်လူသောကြောင့်၎င်း
ယခုအခါအိပ်ပျော်ရာမှနိုးရသောအချိန်ရောက်ခဲ့ပြီဟုငါတို့သည်သိ၍ကာလအချိန်ကိုထောက်လျက်မှောင်မိုက်အကျဉ်းကိုပယ်ရှ၍အလင်းဤလက်နက်စုံကိုဝတ်ဆောင်ရွက်ကြကုန်အားတဲ့ဝတ်ဆင်ဆောင်ရွက်ကြကုန်အားဆိုပြီးတော့ရေးပေးထားပါတယ်ဆိုတော့ညအချိန်ဟာကုန်လူပြီတဲ့နေ့အချိန်လည်းရောက်လူပြီဆိုပြီးတော့သူကပြောထားပါတယ်အကြောင်းအရင်းကနော်ညအချိန်မှာအိပ်ပျော်တတ်ကြပေမဲ့မိုးလင်းခါနီးပြီနော်မိုးလင်းခါနီးပြီဖြစ်တာကြောင့်နိုးရသောအချိန်ရောက်ပြီဆိုပြီးတော့ပြောတတ်ကြတဲ့ကဲ့သို့တော့အဲ့ဒီအချိန်နဲ့မျိုးနဲ့နှိုင်းဆင်ပြောပြနေတာဖြစ်ပါတယ်ဒီမှာစင်ဘောလူကညအချိန်ညအချိန်ဆိုတာကိုမှောင်မိုက်ကာလကိုရည်ညွှန်းပြီးတော့ပြောသလိုလောကီတဒံလောကပုံစံနဲ့အသက်ရှင်နေခြင်းကိုခိုင်းနှိုင်းပြီးတော့ခါဖော်ပြပေးထားတာဖြစ်တယ်နော်ညအချိန်ဆိုတာကနောက်ဝိညာဉ်ပဂတိဖြင့်အသက်ရှင်ခြင်းကိုနေ့အချိန်နဲ့ခိုင်းနှိုင်းပြီးတော့ပြောပြနေတာဖြစ်ပါတယ်ညအချိန်ကုန်လို့ပြီးတော့နေ့အချိန်ရောက်လို့ပြီဆိုတာကဤလောကဟာအဆုံးသို့ရောက်လို့နေပြီဘုရားသခင်ရဲ့ပြည့်စုံတဲ့နိုင်ငံတော်ဟာတည်လို့နေပြီလို့ပြောပြနေခြင်းဖြစ်ပါတယ်နော်ကျွန်တော်တို့အစဉ်ဆုံးပြောရရင်တော့ငါတို့ယုံကြည်ကာစအချိန်နဲ့နှိုင်းရှင်မယ်ဆိုလို့ရှိရင်တခင်ခရစ်တော်တဖန်ကြွားလာမယ့်အချိန်ဟာနီးလာပြီလို့ပြောပြနေခြင်းဖြစ်ပါတယ်နောက်ပြီးတော့ဒီအကြောင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဟေပြည့်ဩဝါဒစာထဲမှာလည်းပဲကျွန်တော်တို့ဘယ်လိုတွေ့ရတယ်လဲဆိုလို့ရှိရင်ဟေပြည့်ဩဝါဒစာအခန်းကြီး30အငယ်24မှာထိုမှတပါမေတ္တာစိတ်ရှိစေခြင်းဟာ၎င်းကောင်းသောအကျင့်ကိုကျင့်စေခြင်းဟာ၎င်းတိုက်တွန်းနှိုးဆော်ရသောအခွင့်ကိုရှာ၍အချင်းချင်းတယောက်ကိုတယောက်ထောက်စာကျေးဇူးကြကုန်အားလို့ပြောထားပါတယ်နောက်25မှာလည်းအချင်းချင်းတို့ကိုတိုက်တွန်းနှိုးဆော်ကြလောကာလအချိန်ရောက်လူနီးဒီကိုထောက်တဲ့ဖြင့်တာ၍ကြိုးစားကြလောဆိုပြီးတော့ခါဟေပြည့်ဩဝါဒစာဆောင်ထဲမှာလည်းပဲကာလအချိန်နဲ့ပတ်သက်ပြီးတော့ခါဘလောက်နိကတ်နေပြီလဲဆိုတာကိုပြောပြပေးပါတယ်နောက်ပြီးတော့သက်တာလောနီပထမဆောင်အခန်းကြီး9အငယ်ဟောစာမှာလည်းပဲ6နဲ့10မှာလည်းပဲဘယ်လိုပြောထားတယ်လဲဆိုလို့ရှိရင်သူဖြစ်၍အခြားသောသူတို့သည်အိပ်ပျော်တကဲ့သို့ငါတို့သည်အိပ်မပျော်ပဲတမာတတိရှိ၍စောင်းကြကုန်အကြောင်းမူကားအိပ်ပျော်သောသူတို့သည်ညင်းအခါအိပ်ပျော်တတ်ကြ၏တေရတေရနှင့်ရင်မှုသောသူတို့သည်လည်းညင်းအခါရင်မှုတတ်ကြ၏နေဤသာဖြစ်သောငါတို့မူကားတမာတတိရှိကြကုန်ယုံကြည်ခြင်းချစ်ချင်းတည်းဟူသောယင်ဥဒ္ဒစာကို၎င်းကဲတင်ခြင်းသို့ရောက်မည်ဟုမျှော်လင့်ခြင်းတည်းဟူသောတန်ခမောက်လုံးကို၎င်းဝတ်ဆောင်ကြကုန်ဆိုပြီးတော့ခါသက်တာလုံးနေ့ထဲမှာလည်းပဲစင်ပေါလုကတိုက်တွန်းနှုတ်ဆော်ပေးထားပါတယ်စင်ပေါလုကဒီရောမဩဝါဒစာဆောင်ရေးခဲ့တဲ့အချိန်ဖြစ်တဲ့ AD 50ခုနှစ်ခန့်ကလေးကခရစ်တော်ပြန်လာချိန်ဟာနီးပြီလို့ပြောခဲ့တယ်ဆိုလို့ရှိရင်ယခုဒီယာစုနှစ်မှာမြင့်မောက်ကာလဟာခရစ်တော်ပြန်လာဖို့အတွက်ဒါ၍နီးနေပြီဖြစ်တယ်ဆိုတာကျွန်တော်တို့နားလည်ရပါတယ်အဲ့ဒါကြောင့်မလို့အလင်းအမြန်အိယာကနေနှိုးထားခြင်းရောက်ပြီဖြစ်ပါတယ်အလင်းအမြန်နှိုးထားပြီးတော့အလင်းရဲ့တံတန်ကိုဆောင်ဖို့ရောက်နေတဲ့အချိန်ဖြစ်ပါတယ်မိုးလင်းတာနဲ့ပွဲတက်ဖို့ရှိတဲ့သူတို့အတွက်ကြတော့ပွဲတက်မဲ့အဝတ်အစားတွေကိုပြင်ဆင်ဝတ်ဆင်ဖို့အတွက်အချိန်ဖြစ်နေပြီလို့အမြန်လိုအပ်နေတဲ့ပုံစံမျိုးနဲ့ဒီမှာပြောပြထားတာဖြစ်ပါတယ်ဥပမာအနေနဲ့ကျွန်တော်တို့ပြောမယ်ဆိုလို့ရှိရင်တော့မိဘများအနေနဲ့သားသမီးများကြောင်းတက်ချိန်နေလားဒီတိုင်းအဲ့ဒီသားသမီးတွေကအိယာကနေမနိုးလာသေးဘူးဆိုလို့ရှိရင်တော့နော်သူတို့ကိုနှိုးပြီးတော့ဟဲ့ထားကြတော့နော်
ကျောင်းတော်ဖို့ပြင်ဆင်ကြတော့ဆိုတာနဲ့တူပါတယ်နော်ဒါကြောင့်ဆက်ပြီးတော့ကျွန်တော်တို့တွေမှောင်မိုက်ထဲမှာအိပ်ပျော်အချိန်ဆွဲနေရမယ်အချိန်မဟုတ်တော့ဘူးလို့ပြောပြနေတာဖြစ်ပါတယ်ဆိုတော့ရောမအခန်းကြီး73အငယ်73ဖက်မှာကြတော့ယခုအချိန်မှာအချိန်မီကျင်ဆောင်ကြားရတော့မဲ့မှောင်မိုက်ရဲ့အကျဉ်းတွေကိုလည်းဖော်ပြပေးထားတာကျွန်တော်တို့တွေ့ရပါတယ်နော်မှောင်မိုက်ရဲ့အကျဉ်းတွေကိုဖေရှားဖို့အတွက်အခုအချိန်နော်ထိုမှောင်မိုက်ရဲ့အကျဉ်းတို့ကိုဒီမှာအငယ်73မှာဘယ်လိုဖော်ပြပေးထားသလဲဆိုလို့ရှိရင်လောကီရေးရာမှာပွဲလို့ပျော်ပါစားတောက်ခြင်းနော်ဟိုမှာကလပ်တွေကိုတက်ခြင်းကားခုန်ခြင်းပေါ့နော်နောက်ပြီးတော့ရေမျိုးတွေကိုတောက်ကျူးခြင်းနော်အရဲ့သေးစားတွေကိုတောက်တာတို့ပျော်ပါတာတို့မတရားတော့မြေထုံမှာမြေဝဲပျော်ပါတာတို့ကိလေသာညဉ့်ညူးခြင်းတို့အချင်းချင်းရန်တွေးခြင်းတို့ကုံပြိုင်ဝါကြွားခြင်းတို့ဟာမှောင်မိုက်ရဲ့လက္ခဏာတွေဖြစ်တဲ့အတွက်ကြောင့်အဲ့ဒါတွေကိုဆောင်ကျင်ရမယ့်အချိန်ဖြစ်နေပြီလို့ရှင်ဘောလူကပြောပြနေတာဖြစ်ပါတယ်ယခုအချိန်ကာလဟာအဲ့ဒီအရာတို့နဲ့အချိန်ကုန်စေရမယ်အချိန်ကာလမဟုတ်တော့ဘူးဆိုတာကိုပြောပြပြီးတော့အဲ့ဒီအရာတွေကိုဆောင်ကျင်ရမယ်အဲ့ဒါလို့ဆောင်ကျင်ဖို့အတွက်အမြန်လိုအပ်နေပြီဆိုတော့အကြောင်းကိုတိုက်တွန်းနှိုးဆော်ပေးတာဖြစ်ပါတယ်နော်ယခုအချိန်ဟာအိမ်မက်ကဘာထဲမှာပျော်မွေ့နေရမယ့်အချိန်မဟုတ်တော့ပါဘူးအလင်းတရားကိုအစော့တလျင်စာဖွေလက်ကျက်ပြီးတော့စားတင်ပြီးတော့မွဲလျော်ပြင်ဆင်ရမယ့်အချိန်ရောက်လာပြီဖြစ်တယ်လို့ရှင်ပေါလုကပြောပြနေတာဖြစ်ပါတယ်အဲ့ဒီရောမအခန်းကြီး73အငယ်73ပါကျမ်းစကားဟာကျွန်တော်တို့တမိုင်းအထောက်အထားရကြည့်မယ်ဆိုလို့ရှိရင်နော်ဝိညာဉ်တော်အားဖြင့်ဓမ္မပညာရှင်ဩဂတ်စတင်ရဲ့စိတ်နှလုံးကိုစားတင်နိုးကြားစေတဲ့ကျမ်းစကားလေးဖြစ်တယ်ဆိုတော့ကျွန်တော်တို့သိရပါတယ်ဩဂတ်စတင်ဟာထိုကျမ်းစကားအားဖြင့်စားတင်ပြီးတော့အလင်းတရားရရှိပြီးတော့ခါမှောင်မိုက်အကျဉ်းတို့ကိုဖေရှားပြီးတော့အလင်းတရားလမ်းသို့စားတင်လျှောက်လှမ်းခဲ့သူဖြစ်ပါတယ်သူဟာနောက်ပိုင်းမှာအလွန်ထင်ရှားကျော်ကြားတဲ့ဓမ္မပညာရှင်အသင်းတော်ဖခင်ကြီးတယောက်အဖြစ်သို့ရောက်ရှိပြီးတော့ခါဤလောကတစ်ခွင်လုံးမှာတမန်တရားကိုမျိုးစေ့ချပေးခဲ့သူလည်းဖြစ်ပါတယ်ဒါကြောင့်ရောမ73ထဲမှာကြတော့ဘယ်လိုဆက်ပြီးဖော်ပြထားတယ်လဲဆိုလို့ရှိရင်သခင်ယေရှုခရစ်ကိုယူတင်ဝတ်ဆောင်ကြလို့ဆိုတဲ့စကားရှိပါတယ်ဒါကဘာကိုဆိုလို့တလဲဆိုလို့ရှိရင်ခရစ်တော်ကိုယုံကြည်ရမယ်လို့ဆိုလိုခြင်းဖြစ်တယ်ခရစ်တော်ကိုယုံကြည်ခြင်းအပြင်ခရစ်တော်ရဲ့ဖြောင့်မတ်ခြင်းတရားကိုရယူကြဖို့အထူးသဖြင့်နှိုးဆော်ပေးတာဖြစ်တယ်သခင်ယေရှုကိုယုံကြည်မယ်ခရစ်တော်ကျင့်ဒီနဲ့သူဖြောင့်မတ်ခြင်းတရား၌ကျင့်လေကြားဖို့ရန်တိုက်တွန်းနှိုးဆော်ပေးတာဖြစ်ပါတယ်အဲ့ဒါလိုအသက်ရှင်ခြင်းကိုအလင်းဤသားကဲ့သို့အသက်ရှင်ခြင်းအလင်းဤလက်နဲ့စုံကိုဝတ်ဆင်ခြင်းဆိုပြီးတော့ခေါ်ပါတယ်ရောမကြီးအခန်းကြီး73အငယ်73မှာဖော်ပြပေးထားတဲ့လောကီပျော်ပါခြင်းတို့ကိုမှောင်မိုက်ရဲ့အကျဉ်းဆန့်ကျင်ပုန်ကန်သူမတရားသောသူဆိုပြီးတော့ခေါ်ပါတယ်အဲ့ဒီအကျဉ်းတို့နဲ့မိမိတို့ရဲ့ကြံနေသေးတော့အသက်တာကိုအချိန်မဖြုံဘဲနဲ့အချိန်မီရှောင်ကျင်ပြီးတော့ခါသခင်ခရစ်တော်ကိုယခုပင်ယုံကြည်ခြင်းစီးကြရန်လိုပြီးဆိုတာကိုတိုက်တွန်းနှိုးဆော်ပေးနေခြင်းဖြစ်ပါတယ်အဲ့ဒါလိုအချိန်မီအလင်းစလိုယေရှုကိုယုံကြည်ရန်လိုနေပြီဆိုတာကိုရှင်ပေါလုကဆက်လက်ပြီးတော့ဘယ်လိုပြောထားလဲဆိုလို့ရှိရင်ဒါဝိ
ဆာလန်ထက်ကဒါဝိစကားနဲ့ပရောဖက်ဟေဆာယစကားတို့ကကျမ်းစကားတွေကိုကိုးကားပြီးတော့ခါကိုရင်သူဒုတိယဆောင်အခန်းကြီး6အငယ်1မှာဘယ်လိုပြောထားတယ်လဲဆိုလို့ရှိရင်ပြာဒိတ်တော်အချက်ဟူမူကားနှစ်သက်ပွေသောအချိန်၌တင်ဤစကားကိုငါနားထောင်ပြီးကေတင်ယာနေ့ရက်ကာလ၌တင်းကိုငါမားစပြီးဟုလာဒီနှင့်အညီယခုပင်နှစ်သက်ပွေသောအချိန်ရှိ၏ယခုပင်ကေတင်ယာနေ့ရက်ကာလရှိ၏ဆိုပြီးတော့ပြောပြထားပါတယ်သခင်ယေရှုကိုယုံကြည်ရမယ့်အချိန်ဟာယခုပင်ဖြစ်တယ်လို့ပြောပြနေတာဖြစ်ပါတယ်မနေ့ပြန်ဆိုတာကျွန်တော်တို့အတွက်မသေးချပါဘူးလူရဲ့တဏ္ဍာဟာနေ့မြင်ညပြောက်ဖြစ်တတ်ကြတာကြောင့်ဟုံးမှန်တေချာတယ်လို့သိရသောအချိန်ဟာကဲတင်ချင်းတို့ရောက်နိုင်ဖို့ရန်အသင်းတော်ဆုံးသောအချိန်ဖြစ်ပါတယ်လူတရန်လူဘဝတစ်ဆောက်လုံးမှာအရာရာထက်အကြီးဆုံးသောအရာကဘာလဲဆိုလို့ရှိရင်သခင်ယေရှုကိုယုံကြည်ပြီးတော့ကဲတင်ချင်းတို့ရောက်၍ထာဝရအသက်ကိုရယူခြင်းပဲဖြစ်ပါတယ်ထိုအရာဟာပထမအဆုံးပြုတင်သောအမှုဖြစ်ပါတယ်ဒီအကြောင်းအရာတို့ဟာရောမအခန်းကြီး73အငယ်7ကနေ14မှာရှင်ပေါလုကတုံတင်ပေးတဲ့အဓိကအကြောင်းအရာများဖြစ်တယ်ဆိုတာကိုကျွန်တော်တို့တွေ့ရပါတယ်ဒါကြောင့်ဒီဆင့်လက်ချက်ကိုဒီဆင့်လက်ချက်ကိုနားထောင်တော့သူတို့အပေါ်မှာဘုရားသခင်ရဲ့အလင်းတရားရောက်ရှိနိုင်ပါစေလို့ဆုတောင်းပေးရတဲ့ဒီနေ့ဒီကျမ်းပိုက်ဆင်းလင်းချက်ကိုဒီမှာပဲနှိကုံချုပ်ပါတယ်အားလုံးသောသူတို့အပေါ်မှာဘုရားသခင်ကောင်းကြီးချပေးပါစေတော့